အိမ်မှာအတိုက်ခိုက်တွေရှိတယ်လို့မတင်ခါလို့အတိုက်ခိုက်တွေများနေလို့တံပြန်တဲ့ဂါရာလေးပေးပါဆိုဟိုဆရာစီတောင်းဒီဆရာစီတောင်းတယ်နော်အမှန်တို့ဗုဒ္ဓဘာသာဆိုရင်အိမ်တိုင်းမှာလူတိုင်းမှာတံပြန်ဂါရာလေးတွေတို့မိဘဘိုးဘွားတွေသင်ပေးထားတယ်ကွာဒါလူဆိုတာလည်းဘယ်လိုဖြစ်လဲဆိုတော့ဟိုရွာနာမြက်ရွာနွားမစားပေါ့နော်အမတန်ကောင်းတဲ့အစွမ်းထက်တဲ့တံပြန်ဂါရာလေးတွေကိုယ်ကရှိထားတယ်ပိုင်ဆိုင်ထားတယ်ဒါပေမဲ့ဆရာပေးတာမှကောင်းတယ်ကိုကထင်တာဟုတ်ကွာဒါတော့သားတို့သမီးတို့ရေသားတို့သမီးတို့မေ့နေတဲ့အစွမ်းအလွန်ထက်တဲ့တံပြန်ဂါရာလေးကိုဘာကြီးကပြန်ပြီးတော့တတိပေးမယ်နော်ဟောပေါ့စက်ကြီး33ပါဆိုတော့သားတို့သမီးတို့သိပါတယ်ဒါပေမဲ့အဲ့ဒီဂါရာကလည်းဘာဖြစ်လဲဆိုတော့တနေ့ကိုတစ်ချိန်နဲ့ပုံမရွတ်ရလို့9အုပ်တဲ့ပုံမရွတ်ရလို့39အုပ်တဲ့ပုံမရွတ်ရလို့ဆိုတာကြီးချိန်ချောက်ထားတာရှိတဲ့ခါကျတော့မရွတ်ရဲကြဘူးလေပို့ရွတ်လို့ရှိရင်နတ်တွေမနေနိုင်ဘူးခါကိုစောင်းနတ်တော်မနေနိုင်ဘူးကိုစောင်းနတ်မနေနိုင်ဘူးလို့ပြောတာကိုစောင်းနတ်တော်မှမနေနိုင်ဘူးမိမိကိုကူညီရတယ်စောင့်ရှောက်ပေးရတယ်အဲ့လိုပြောတာသားသူတွေနော်တမာရီဝနတ်ကောင်းနတ်မဲ့တွေလည်းမနေနိုင်ဘူးဒီကားတာကိုရွတ်လို့ရှိရင်ကိုလိုတဲ့အကူညီကိုသူတို့ကဖြည့်ဆည်းပေးရတယ်ကိုတောင်းတာကိုသူတို့ကဖြည့်ဆည်းပေးရတယ်အဲ့လိုပြောတာသားသူတို့ကြီးအဲ့တော့တို့ကအယူဆလွဲပြီးနတ်တွေမနေနိုင်ဘူးဆိုတော့ဟာနတ်တွေတော့မနေနိုင်ဘူးဆိုအရန်ရွတ်လို့မရဘူးဆိုအဲ့လိုဖြစ်တာအဲ့တော့ဒီကားတာလေးကိုဘာကြီးရွတ်ပြပေးမယ်နော်ပြန်ပြီးတော့မသိတဲ့သားသမီးတွေသိလာအောင်သိတဲ့သားသမီးတွေပြန်တတိရအောင်နော်အောင်108ကွက်ဗုဒ္ဓဆက်14ချက်ဓမ္မဆက်18ချက်သံဃာဆက်လာရောင်ဝင်းလျက်ရှင်ပြည့်စေကဗုဒ္ဓယန္တာဆက်မြင့်မို့တောင်ဦးမကကျူးတဲ့မိဘဆက်ဂုံကျေးဇူးထူးတင်လျက်ဆရာဆက်ဝနသိန်လက်နဲ့ပြမဆက်မိုးကျိုးလက်နဲ့ကြားဆက်လောင်မီးကြလို့နတ်တို့ဆက်ဘွဲပြူလက်နဲ့ဘီဒူးဆက်တောင်ဟုံပြင်းတဲ့ဂလုံးဆက်အာကာကွင်းကဝင်းဝင်းတောက်လျက်နဂါးဆက်3000တင်ချာဟေဝန္တာအာနာစိုးလျက်တီဟဆက်စက်ကြီး33ပါးရွတ်တန်ကြားကဘေးများမြင်မှုမကောင်းမှုကိုအဝေးရကြည့်ရှောင်အောင်စေတတ်သည့်နတ်တို့ပညာဆရာနီအောင်နမောဗုဒ္ဓနုပါဝေနအောင်နမောဓမ္မာနုပါဝေနအောင်နမောတန်ဃာနုပါဝေနအောင်ဒူဝေဘေးတကအယံကုန်သွားဟုံဒါလေးကိုအ ਨੇ ဆုံးမနေ့9ခေါက်ည9ခေါက်ရွတ်လို့ရပါတယ်အရေးကြုံရင်လည်းအရေးကြုံလို့ရွတ်လို့ရပါတယ်ဒီကာလာလေးကိုကိုယ်အိမ်မှာရွတ်နေတယ်များသူများတိုက်လို့ခိုင်းလို့မရဘူးကြက်ရွတ်ပါများလို့ရှိရင်ကိုယ်ဆောင်နဲ့တွေမနေနိုင်ဘူးအိမ်ဆောင်နဲ့တွေမနေနိုင်ဘူးမိမိကိုကူညီဆောင်ရှောက်ပေးရတယ်နော်မိမိလိုချင်တာတောင်းတတာကိုဖြည့်ဆည်းပေးရတယ်အဲ့ဒါကိုပြောတာပါသားတော်သမီးတို့ရေရောက်မလို့ဒီစက်ကြီး33ပါးဂါရာလေးကိုရွတ်ကြပါလို့နော်ဒီမှာရေးပြလို့မရဘူးဂါရာရှည်တဲ့အတွက်ဘာကြီးဖြည်းဖြည်းလေးပြန်ရွတ်ပြမှာသားတော်သမီးတို့မှတ်ကြပါနော်အောင်108ကွက်ဗုဒ္ဓဆက်14ချက်ဓမ္မဆက်28ချက်တန်ခါ18ချက်တန်ခါဆက်18ချက်နော်လာရောင်ဝင်းလျက်ရှင်ပြည့်စကဗုဒ္ဓယဟန္တာဆက်မြင်းမို့တောင်ဦးမကကျူးတဲ့မိဘဆက်ဂုံကျေးဇူးထူးတဲ့ဆရာဆက်ဝနသိန်လက်နဲ့ပြမဆက်မိုးကျိုးလက်နဲ့ကြားဆက်လောင်မီး